ခါတော့ကရွာတရမှာကိုုံးပေဆွဲလူတယောက်ရှိရဲ့ဗျအဒီလူကတော့ထူးခြားတဲ့လူဗျနေရသည်မိုးရသည်အမြဲကြောပြောင်နေနေပြီးဆောင်းရသည်ကြမှာအင်ကြီးလေးကောက်ဆွတ်တတ်တယ်ဗျသူ့မှာဇနီးမယားတမိသားနဲ့တိုက်တိုက်ဝင်းဝင်းဆူဆူပြီးပြီးရှိတာပေါ့ဗျာသူအမြဲရေပြုံးနေတတ်တယ်ဗျမိဘမိုးရထားတဲ့လက်ကွက်လေးတွေမှာနွားသရှင်းနဲ့လှုပ်လှုပ်တယ်အပူပင်ကြောင်းကြမဲ့တဲ့ဘဝဆိုတော့လေပျော်နိုင်ပါနိုင်ရဲနိုင်တာပေါ့ဗျာဆံဝိုးထဲမှာစားစရာမရှိပါဘူးကိုုံးဖေမတိကျင်အောင်စောင့်နေတယ်ပျော်နေတယ်အငယ်ဆုံးသမီးလေးဖျားတယ်ကိုုံးဖေမတိကျင်အောင်စောင့်ပျော်နေတယ်ခြံထဲကရောက်ကမအမွေနမကြီးကမွေးတဲ့နွားသားပေါက်လေးမွေစိတ်မိလို့ဂိသွားတယ်ကိုုံးဖေပျော်နေပြန်တယ်တိုင်းရေးပြည်ရေးရှင်နေမကောင်းလို့လူတွေစိတ်ညစ်တယ်ကိုုံးဖေပျော်နေပြန်တယ်ဗျာပျော်တာမှတရှင်းလေးညီးပြီးတော့ကိုအပျော်ကြီးပျော်နေတာပါဗျာဒါတော့အပူပင်ကြောက်ကြမဲ့ပျော်လွန်းတဲ့ကိုုံးဖေကိုအင်မတန်စိတ်ရှိတဲ့သူ့မိန်းမတော်ကြည့်မရတော့ဘူးတော့ကိုုံးဖေတော့မလဲဘာနေကလေးအားထုတ်ပြီးပျော်နေတော့တာပဲတော့ဒီလောက်အလိုက်ကန်းစိုးမသိပျော်နေတာကျုပ်တို့နေရခဲ့တယ်တော့အရက်ကလည်းပြောလာပြီနင့်လင်အပများမိနေသလားဆရာလေးပါလေးနဲ့စစ်ကြည့်ပါအောင်နဲ့တော့စိတ်ရှိတဲ့ဇနီးမယားတော်တကူတကပြောလာပြီဆိုတော့ကိုုံးဖေတို့မျက်နှာပိုးတက်ရပြီပေါ့ဗျာခဏလောက်တော့ break ဆွဲလိုက်တယ်လို့ဖြစ်ပေမဲ့လည်းအချိန်တန်တော့ခွင်းမီကောက်ကြီးတော့ဆိုဒုံရင်ပြောတာပါပဲဗျာညနေတိုင်းထိတ်လေးသမျှများနဲ့ဘောင်းနေတရှင်းလေးညီးဟာရည်ရင်ပေါ့ပေါင်းတင်ရောင်းရင်းစုံသွားတဲ့ညာတေတနေဝင်စည်းစာတွေမှာကိုုံးဖေအမှန်ကန်ပြောနေတာဒီလိုနဲ့တနေ့တော့မနက်ခင်းတစ်ခုမှကိုုံးဖေအိယာထတာထမရတော့ဘူးကိုတရှန်ခဲဆွဲထားသလိုဖြစ်ပြီးလေးဖြတ်တယ်ထင်ပါတယ်ဘေးနာမရဖြစ်တဲ့လူကိုအော်နိုးတယ်ဟူဝါအတန်တွေပဲထွက်လာအဲ့ဒီကိုုံးဖေလေးဖြတ်မှနောင်တရတယ်ပါတရှန်ရွက်စကားကောင်းမပြောနိုင်တော့ဘူးပြောဖို့ဆိုဝေးလာဝေးပေါ့ဗျာအတွေ့ထဲမှာတော့သူနေကောင်းစင်ခါကပင်ကြကြီးလေးလွမ်းလာရင်တော့မှကြလာတဲ့ကိုတကြီးတောင်ဘေးနာအိမ်သူကတုတ်ပေးရတယ်ဗျာသူတို့ဘာဝမ်းနေမှုသူတို့ဘာအစင်မပြေမှုတွေကိုလစ်လူရှုပြောနိုင်ရဲ့အားတဲ့ကိုုံးဖေကိုလက်ထိတ်ပူတော့ကိုနောင်တရတာပေါ့ဗျာကိုနဲ့မဆိုင်ကိုကိစ္စမဟုတ်ကိုဖြစ်ကိုခံကိုချင်းစာတရားလက်ကင်မထားတဲ့ကိုုံးဖေတယောက်အဲ့ရတဲ့မှာမျက်ရည်ဘူးတွေစီးကြရင်နောင်တရတာပေါ့ဗျာ